မင်္ဂလာပါ24/7 Soccer မှာကြိုဆိုပါရစေ။ယနေ့မှာတော့ Manchester United legend Darren Fletcher နဲ့ပတ်သက်ပြီးလူသိများတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ထားပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်ပါ။ Fletcher ငယ်ဘရာကနေစတင်ပြီး United ရဲ့ interim manager ဖြစ်လာတဲ့အထိသူ့ခရီးကိုအပြည့်အစုံကြည့်ကြရအောင်။ Fletcher ဟာ1984ခုနှစ် Dalkeith Scotland မှာမွေးဖွားခဲ့ပါတယ်။ Football family မှာကြီးပြင်းခဲ့ပြီး Salvation Boys Club နဲ့စတင်ကစားသမားဖြစ်ပါတယ်။ Hibernian FC Academy မှာလေ့ကျင့်ခဲ့ရပြီး midfield control, passing accuracy, leadership qualities ကို early stage မှာပြသနိုင်ခဲ့ပါတယ်။ Scotland Youth National Team call up ခံခဲ့ရတဲ့နောက်မှာတော့ international talent ရှိတဲ့သူတစ်ယောက်အဖြစ်အတိအမှတ်ပြုခံရပြီး Manchester United မှာစတင်ကစားခဲ့ပါတယ်။ 2003ခုနှစ်မှာ Manchester United Senior Team ကိုရောက်ခဲ့ပါတယ်။ Position အပိုင်းအရ Central Defensive Midfielder နှစ်နေရာကိုအဓိကကစားခဲ့တာပါ။သူ့ရဲ့အောင်မြင်မှုအနေနဲ့ Premier League titles 5 ကြိမ် Champions League တစ်ကြိမ် FA Cups, League Cups, FIFA Club World Cup တွေလည်းရခဲ့ပါသေးတယ်။ Leadership အပိုင်း Captain Substitute အဖြစ်လဲ Team Morale and Discipline ကိုအရေးကြီးစွာထိန်းသိမ်းနိုင်တဲ့သူတစ်ယောက်ပါ။ Fletcher ဟာ Club Legend တစ်ယောက်အဖြစ် fan များနဲ့အလွန်ချစ်ကြတဲ့ကစားသမားတစ်ယောက်ပါ။အခု interim manager အဖြစ် Manchester United က Ruben Amorim ကိုစွန့်လွတ်ပြီး Fletcher ကို interim manager ခန့်ထားလိုက်ပါတယ်။ Advantages Club culture နိုင်လည်ပြီး fan base, players, staff နဲ့ smooth relationships ရှိတဲ့သူတစ်ယောက်ပါ။ Youth Academy နီးပြဖက်ခဲ့တာကြောင့် training, tactics, player development အရန်ကောင်းပါ။ Challenges First managerial role ဖြစ်တဲ့အတွက်ကြောင့်သူ့အတွက် pressure အလွန်များပါတယ်။ Big club like United တွေ expectation and media scrutiny အများကြီးရှိတာကြောင့် Fletcher တစ်ယောက်အရန်ကို challenges တွေများပါတယ်။ Darren Fletcher ဟာ player အဖြစ်သမက interim manager အဖြစ်လဲတာယာတဲ့ transition ဖြစ်နိုင်မလား။သူ့ရဲ့ experience, leadership, club knowledge က United ရဲ့ current challenges တွေကိုဖြေရှင်းနိုင်မလားဆိုတာကို fan တွေအရန်စောင့်ကြည့်နေကြပါတယ်။ Darren Fletcher အကြောင်းကိုကြည့်ပြီးသူ့ကိုကြိုက်နှစ်ရလားဆိုတာသင်အမြင်ဘယ်လိုလဲ comment မှာအတွေ့အကြုံအမြင်တွေပြောကြားပေးလို့ရပါတယ်နော်။နောက်ဗီဒီယိုတွေမှာ player အကြောင်းတွေ analysis တွေနဲ့တွေ့မယ်နော်။ subscribe လုပ်ထားဖို့မမေ့နဲ့နော်။